အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့လူတိုင်းကြိုက်တဲ့ကြက်သားအာလူဟင်းကိုမှအယောင်အနံ့ရတာနဲ့ပြည့်စုံအောင်ဘယ်လိုချက်ရမလဲဆိုတာပြောပြပေးမယ်နော်ရိုးရိုးရှင်းရှင်းလေးနဲ့ထမင်းမြိန်စီမဲနီလန်းလေးမှုအတူတူကြည့်လိုက်ရအောင်အရင်ဆုံးအာလူတွေကိုအခွန်နှွာပြီးစီးထားပါအာလူကအလုံးကြီးရင်ထက်ဝက်ချမ်းပေးပြီးအလုံးသေးရင်တော့ဒီတိုင်းလေးပဲသုံးလို့ရပါတယ်ပြီးရင်တော့အယောင်မမဲသွားအောင်ရေထဲမှာခဏဆင်ထားပြီးမယ်နော်ဟင်းအနှစ်အတွက်ကြက်သွန်ကြီးကိုတော့ဒီလိုလေးဆင်ထားပြီးပါပါလှိတာထက်ဒီလိုလေးဆင်ထားတာကဟင်းချက်တဲ့အခါအနှစ်ပိုရစီပြီးအရသာပိုရှိစီပါတယ်ကဲစားချက်ကြစို့အိုးထဲကိုစီထိစီပူလာပြီးဆိုရင်အာလူလေးတွေကိုအရင်ထိကြော်ပါမယ်ကြော်တဲ့အခါနနွေးမုံနဲ့စားလီနည်းနည်းစီထည့်ပြီးပါဒါမှအာလူလေးတွေကအယောင်လှလှလေးနဲ့အရသာကအထေးထိစိတ်ဝင်နေမှာပါအာလူလေးတွေကအပြင်သားတင်းပြီးရွှေဝါရောင်တန်းလာပြီးဆိုရင်တော့စေထားလို့ရပါပြီအကုန်ချက်သွားအောင်ကြော်စရာမလိုပါဘူး60%လောက်ချက်ရင်ရပါပြီရှင်အခုချက်သားချက်ဖို့အတွက်စီပူတဲကိုချက်သားတွေထည့်ပါမယ်အာလူကြော်ထားတဲ့စီနေပြီးချက်သားကိုအရင်ဆုံးစီတက်ပေးတာဟာဟင်းရည်လှူဝက်ချက်ပါပြီဒီလိုလုပ်ပေးတာကချက်သားရည်အညှိနှံ့ကိုကြောက်စီပြီးဟင်းချက်တဲ့အခါချက်သားတုံးလေးတွေကမပြေပြီးကြစ်ကြစ်လေးနဲ့စားလို့ပိုကောင်းစီပါတယ်ကြက်သားလေးတွေအယောင်ပြောင်းလာပြီဆိုရင်တော့စေထားလိုက်ပါမယ်။အဲ့ဒီစီလေးကိုပဲကရင်ဝီရွက်တိကျပူဖာလာစီနဲ့စီရာစီလေးတွေထည့်ပြီးမှုန်းလာအောင်စီတက်ပေးပါမယ်။အနည်းအတွက်အရင်ဆုံးစီပူတဲကိုဆင်းထားတဲ့ကြက်သွန်နီတွေထည့်ပါမယ်။ကြက်သွန်နီလေးတွေရွှေဝါရောင်တန်းပြီးနွမ်းသွားတဲ့အထိတေးချလေးမှွေပေးပါနော်။အခုကြက်သားကိုအသားထဲထိအရသာစိတ်ဝင်အောင်နေကြမယ်။အရင်ဆုံးဒိန်ဂျင်ကိုတေးချခောက်ပြီးထည့်ပါမယ်။ဒိန်ဂျင်ကအသားကိုနူးညံ့စေတယ်လို့ဟင်းအနှစ်ကိုလည်းပို့ပြီးနုံစေပါတယ်။ပြီးရင်တော့ငရုတ်သီးမှုန့်နန်းနန်းပင်မှုန့်နဲ့ဂရမ်မဆလာတို့ကိုထည့်ပါမယ်။ဆက်လေးကြိုက်ရင်ငရုတ်သီးစိမ့်လေးတွေပါတစ်ခါတည်းထည့်နေပြီးလိုက်ပါအောင်။စားကိုတော့မိမိအကြိုက်အနည်းအများညှိထည့်နိုင်ပါတယ်ရှင်။ခုနကစီသက်ထားတဲ့ကြက်သွန်နီတဲကိုဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာလေးတွေထည့်ပြီးထပ်မှွေပေးပါ။အနံလေးမှုန်းတက်လာပြီဆိုရင်နနွေးမှုန့်လေးနည်းနည်းထပ်ထည့်ပြီးမယ်နော်။ဟင်းအယောင်လေးပို့လှအောင်ခရမ်းကျင်သီးကိုကြိတ်ပြီးအနှစ်လုတ်ထားတာလေးထည့်ပါမယ်။အနှစ်ကနေစီပြန်လာတဲ့အထိတေချာလေးစီတက်ပြီးဖို့တော့လိုမယ်နော်။အနှစ်လေးရပြီဆိုရင်တော့ကြော်ထားတဲ့အာလူးတွေနဲ့နေထားတဲ့ကြက်သားတွေကိုအိုးထဲထည့်လိုက်ပါပြီ။အသားနဲ့အနှစ်ဒီသမာသွားအောင်တေချာလေးလုံပေးပါ။အနံလေးကခုကလေးကတကေကိုမှုန်းနေတာ။အသားတွေအနှစ်ဝင်ပြီဆိုရင်တော့ရေလေးနည်းနည်းထည့်ပြီးအိုးအဖုံးအုပ်ကခဏလောက်တီးထားပြီးပါမယ်။ဟင်းအိုးလေးစီပြန်လာပြီဆိုရင်တော့နန်းနန်းပင်လေးခတ်ပြီးအပူလေးနဲ့ခဏထားလိုက်ရင်အရသာရှိတဲ့ကြက်သားအာလူဟင်းလေးရပါပြီ။ဒီဟင်းလေးကထမင်းပူလေးနဲ့ဆိုရင်တကီကိုလိုက်ဖတ်တာပါ။အာလူလေးကလည်းနူးဤနေပြီးကြက်သားကလည်းအသားထဲထိအရသာဝင်နေတော့စားလို့တကီကိုကောင်းပါတယ်။အားလုံးပဲအိမ်မှာစမ်းကြက်ကြည့်ကြပါဦးနော်။